ရတယ်ရရလားရတယ်မောင်အိမ်မက်နေတာဘာရများမလို့လဲမောင်ရေမနေ့ကရိုက်မဲ့စောင့်ဝင်ကအဲ့ဒါညာစဉ်းစားနေနေအဲ့ဒါကိုစိတ်ဆိုးပြီးမှတ်တာနေမှာဘာစောင့်ဝင်ကမို့လို့လဲမင်းသားဖောက်ပြန်တာကိုသူ့မိမမိသွားလို့ဓာတ်နဲ့ထိုးလိုက်တဲ့အခါမောင်အဲ့လိုအိမ်တော်ကြီးဖောက်ပြန်တဲ့ဇက်တွေမရိုက်နဲ့လို့မေပြောထားတယ်လေမေဒါမောင်အလုံးလုံးနေရလေကွာမောင်အပြင်မှာတကယ်ဖောက်ပြန်နေရမှာမဟုတ်တာမေကဲဟုတ်ပြီအဲ့ဒါဆိုမောင်အိတ်ကောင်ဘယ်လိုဇက်သိမ်းပါလဲမောင်လည်းအဲ့ဒါကိုပဲစဉ်းစားနေတာအဲ့လိုမင်းသားကဓာတ်နဲ့အထိုးခံပြီးတော့ဆုံးသွားမှတက်ဆိုင်ရင်မင်းသားသူ့ရဲ့အမားတွေကိုတီးပြီးတော့သူ့မိမကိုတောင်းပန်မယ်သူ့မိမကလည်းအဲ့ဒါတွေကိုနားလည်ခွင့်လွှတ်ပြီးတော့နှစ်ယောက်ပျော်ပျော်ရွှင်ရွှင်နဲ့ပေါင်းသွားကြတဲ့အန်တီမျိုးလုပ်ရင်ကောင်းမလားလို့မဖြစ်နိုင်ပါဘူးမောင်ရဲ့အိမ်တော်ကြီးဖောက်ပြန်ထားတဲ့ယောက်ျားတယောက်ဘယ်မိမမှပြန်ပြီးလက်မခံဘူးနော်မေအဲ့ဒါအပြင်မှာဟုတ်တယ်လေဒါကရုပ်ရှင်ရိုက်နေတာပြီးတော့မောင်တို့မြန်မာရုပ်ရှင်ပရိသတ်ကမင်းသားနဲ့မင်းသမီးနောက်ဆုံးမှပေါင်းတော်ဝယ်ကြိုက်ကြတာလေမေအဲ့ဒါကြီးမေမသိဘူးမောင်ဒီမှာမောင်ရဲ့ဒရိုက်တာအလုပ်ကိုမေတခါမှဝင်ရောက်ဆွတ်ဖက်တာမရှိဘူးနော်ဒါပေမဲ့မေမကြိုက်တဲ့ဇက်ကိုတော့မရိုက်ပါနဲ့မောင်ရဲ့အောက်တန်းစားငါရှိရနေတော့မှပေါ်မလာဘူး तू ကညွတ်တက်ပုံလေးကိုတေချာညက်ပြီးတော့အဲ့ဒီပတ်စံလေးတစ်ခါသိတာရှင်ခုံနေဆိုတာအချစ်ပဲပေါ့ငါဘာကောင်မှမနေတိကြရုပ်ကိုကတနာယူဖွန်ကြောင်သူကစနိုက်ကြော်ပါကျွန်တော်အပိုင်ဖမ်းခြင်းသူကဘာလဲခင်ဗျားရှာနေရလားမင်းတို့ကတန်တရားနဲ့ဆွဲထားတဲ့ကောင်လေးကြောက်ရှိတယ်ဒီကောင်ကိုသတိထားတော့နော်တနေ့မဟုတ်တနေ့နင့်ကိုဒုက္ခပေးလိမ့်မယ်အလားဆိုတာအိဋ္ဌာတယ်ဘရောမှမမြင်ဘူးမင်းဘာဖြစ်လို့ညွညွအက်စစ်နဲ့ပတ်တယ်တဲလုံးသားတွေကောင်လုံးဖြတ်လာနှမချင်းစားတာစိတ်မရှိဘူးလားနှမမရှိဘူးလားမင်းမမရှိဘူးဗျကျွန်တော်တကောင်ကြွငွေကြေးအာဏာအရှိန်ဝါအတိုင်းဝန်းရှိတာထက်တန်းစားမဖြစ်ဘူးညွညွနဲ့ကျွန်တော်နဲ့ပြဿနာဖြစ်ခဲ့ကြတာမဟုတ်ပါဘူးဒီလိုပဲယူတကာဘယ်လိုစဖြစ်ခဲ့တာကြာတာပါအောင်ရပြည့်ရတဲ့ဘာလို့ထွက်သွားတာလဲမေစကားပြောလို့မပြီးသေးဘူးလေမေစောစီစီမရစ်ပါနဲ့လားကွာအလုတ်ပင်မန်းတာတမျိုးမေအခုလိုတွေရစ်နေတာတမျိုးပြီးတော့မေမောင်ဒီလိုနေရာကိုရဖို့အတွက်လေဘယ်လောက်ထိစူးစမ်းခဲ့ရလဲဆိုတော့မေအသိဆုံးတော့သိတယ်လေမေနားလဲလေဒါပေမဲ့မေနားမလဲတာမေကမရိုက်စေချင်ပါဘူးဆိုတဲ့ကားတွေကိုဘာဖြစ်လို့ရိုက်ချင်နေရတာမေဒါရုပ်ရှင်ရိုက်နေရလေကွာပရိုဂျူဆာကြိုက်လို့ရိုက်ခင်တာမောင်ကဘာတက်နိုင်မှာလဲမင်းတော့ဒီနားမလဲပြီးနိုင်ဘူးလားဟမ်ဟုတ်ပြီမိဘကပဲရှော့လိုက်ပြီမောင်ဒီနေ့ရှူတင်ရှိရမလားတော့ရှည်သွားချို့တော့မေမောင်အလုပ်တွေအများကြီး stress ပြီးနေလို့မေကိုអော်မိတာပါပြီးတော့လေဒီဇက်ကို producer အရန်ကြိုက်နေလို့မောင်ကိုရိုက်ခိုင်းတာမောင်အမှုပညာကိုခံစားပြီးလုပ်ပေးရုံပါပဲကွာမင်းနားလဲပြီနော်အမမောင်ရတာချိုးလိုက်အောင်
အာသရီစောစောစီစီမင်းသမီးစီကဖုံးဝင်လာတယ်နေမကောက်ပြီဖျားနေလို့တဲ့အဲ့ခါတည်းကမထနိုင်ဘူးပဲဗျာ ဟာဒုက္ခညီငါဒီနေ့ထုတ်ထားတဲ့စိတ်နဲ့သူ့တယောက်တည်းကိုထုတ်ထားတယ်သူမပါဘဲနဲ့ရိုက်လို့မရဘူးလေကွာ ဟုတ်တယ်ဒီနေ့ထုတ်တဲ့ schedule ကိုကျွန်တော်ဖတ်ပြီးသွားပြီအဲ့ဒါအာသရီဘာဆက်လုပ်လို့လာမေးတာ ဒီနေ့ shooting ဖြတ်လိုက်တော့ကွာ ဟုတ်ကဲ့အာသရီ မောင်ကအဲ့မင်းသမီးမပါတာနဲ့ပဲမောင်ရိုက်ပွဲရိုက်လို့မရတော့ဘူးလား မေးမောင်ကဒီနေ့သူ့စင်နေကြီးပဲတတ်တတ်ထုတ်ထားတာသူမပါဘဲနဲ့ရိုက်လို့မရဘူး ဘာလို့သူ့စင်နေပဲထုတ်ထားလဲမောင်ဒါဘယ်သူပုံလဲ ဩအဲ့ဒါမောင်တို့ခုရိုက်မယ့်ရုပ်ရှင်ကားရဲ့ producer အစ်တင်မဲ့မင်းသမီးသူ့ပေါ့ သူ့ပုံကမဖုန်းနံပါတ်ဘယ်လိုလုပ်ရှိနေတာလဲ producer ကမောင်ကြည့်လို့ရအောင်လို့ဆိုပြီး Viber ပို့ပေးလိုက်တာ Viber ပို့ရဲဆိုရင်လည်းမောင်ကြည့်ပင်ဖြတ်လေဘာလို့ save ထားတာ